ဒါဟာမရင်းကျင့်သူတယောက်ကိုအပြစ်ပေးဖို့အခြေနဲ့เสียအကောင်းဆုံးနီးလန်းတစ်ခုဖြစ်ပါတယ်ပထမဆုံးသူ့ရဲ့မုတ်စိတ်မွေကိုရိတ်ပစ်လိုက်ပါဒုတိယအနေနဲ့သူကြောက်ရွံ့ထိတ်လန့်နေချိန်မှာသတိလစ်သွားအောင်ရိုက်နှက်လိုက်ပါပြီးရင်သူ့ရဲ့ရာဇဝတ်မှုတွေကျူးလွန်ဖို့အသုံးပြုခဲ့တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုဖယ်ရှားပစ်ပြီးသူ့ကိုအမျိုးသမီးတယောက်ဖြစ်လုံးဝပြောင်းလဲပစ်လိုက်ပါနောက်ဆုံးမှာတော့သူ့ကိုအကျဉ်းချထားလိုက်ပါသူ့သားကောင်တွေကိုသူ့ကိုယ်တိုင်ကျူးလွန်ခဲ့တဲ့ရက်စက်ယုံမှမှုတွေကိုအကြိမ်ကြိမ်ကိုယ်တိုင်ပြန်လည်ခံစားရအောင်လုပ်ပေးလိုက်ပါဇလန်းကဒီနေရာကနေစတင်ပါတယ်ဂျက်ဟာတစ်ချိန်ကနာမည်ကြီးပလတ်စတစ်ခွဲစိတ်ဆရာဝန်တယောက်ဖြစ်ခဲ့ပါတယ်သူ့ရဲ့အသက်မွေးဝမ်းကြောင်းကအောင်မြင်နေခဲ့ပေမဲ့ကိုယ်ပိုင်ဘဝကတော့လုံးဝမပျော်ရွှင်ခဲ့ပါဘူးသူ့ဇနီးကအရင်ကတည်းကသူ့ကိုစွန့်ခွာသွားခဲ့ပြီးသူ့ဘေးမှာကြံရစ်ခဲ့တာကလှပတဲ့သမီးလေးမေရီတယောက်တည်းသာဖြစ်ပါတယ်ဒါပေမဲ့တနေ့ပါတီပွဲတစ်ခုမှာကယ်ဗင်ပေါ်လာတာကြောင့်ဂျက်ရဲ့ဝမ်းနည်းစရာဘဝဟာပိုပြီးဆိုးရွားသွားခဲ့ပါတယ်ကယ်ဗင်ဟာအသားဖြူပြီးလှပတဲ့မေရီကိုမြင်လိုက်တဲ့အချိန်မှာပဲတက်မတ်စိတ်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ချိုသားတဲ့စကလုံးတွေနဲ့လှည့်စားပြီးညရှုခင်းသွားကြည့်ရအောင်ဆိုတဲ့အကြောင်းပြချက်နဲ့မေရီကိုပါတီကနေခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်လူသူကင်းမဲ့တဲ့နေရာတစ်ခုကိုရောက်တဲ့အခါကယ်ဗင်ရဲ့တားရဲ့စိတ်ကထွက်ပေါ်လာပါတယ်အဲ့ဒီနောက်သူဟာမေရီအပေါ်ဘယ်တော့မှခွင့်မလွတ်နိုင်တဲ့ရာဇဝတ်မှုကိုကျူးလွန်ခဲ့ပါတယ်ဂျက်ကသူ့သမီးကိုတွေးလိုက်တဲ့အချိန်မှာတော့သူ့နှလုံးသားဟာချက်ချင်းကြေကွဲသွားခဲ့ပါတယ်အထမပြုခြင်းခံရပြီးနောက်မေရီဟာအသက်ရှင်နေရတာအတိတ်ပဲမရှိတော့ဘူးလို့ခံစားလာခဲ့ပါတယ်သူမရဲ့စိတ်ပိုင်းဆိုင်ရာဟာလုံးဝပြိုလဲသွားခဲ့ပါတယ်နောက်ရက်တွေမှာမေရီဟာကြောက်ရွံ့မှုနဲ့စိတ်ပြတ်အားငယ်မှုတွေရဲ့အမှောင်နှက်ကြီးထဲမှာနေ့တိုင်းရှင်သန်နေခဲ့ရပါတယ်ဒီလိုဝေဒနာတွေကိုဆက်မခံနိုင်တော့တဲ့အဆုံးမှာတော့သူမဟာငယ်ရွယ်တဲ့အသက်ကိုအဆုံးသတ်ခဲ့ပါတယ်။သမီးတေဆုံးသွားပြီးနောက်ချက်ဟာကဘာပေါ်မှာမိသားစုမရှိတော့တဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့ကြေကွဲမှုဟာမကြခင်မှာပဲအယိုးတဲ့အထိစူးဝင်တဲ့အမုန်းတရားအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။လက်စားချေဖို့အတွက်ချက်ဟာနေ့စဉ်လှုပ်ဝက်စွာနောက်ယောင်ခံလိုက်ပြီးစုံစမ်းစစ်ဆေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့သမီးရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့လူဟာကယ်ဗင်ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။တညမှာချက်ဟာရင်တိုက်မှုတစ်ခုကိုရည်ရွယ်ချက်ရှိဖန်တီးခဲ့ပါတယ်။ကယ်ဗင်အိမ်ပြန်လာနေစဉ်ချက်ကသူ့ကားနဲ့တမင်ဝင်တိုက်လိုက်ပါတယ်။ချက်ချင်းပဲမေးဆေးတနက်ကိုထုတ်ပြီးတစ်ချက်ပစ်လိုက်ရာကယ်ဗင်ဟာလုံးဝလှုပ်ရှားမရတော့ပဲသတိလစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဂျက်ဟာသတိလစ်နေတဲ့ကယ်ဗင်ကိုသူ့ရဲ့ကိုယ်ပိုင်အိမ်ချမ်းဝန်းထဲကိုခေါ်ဆောင်သွားခဲ့ပါတယ်။မြေအောက်ခန်းထဲမှာတော့ခတ်ပိတ်ထားပြီးလက်နဲ့ခြေထောက်တွေကိုတန်ကြိုးအထူကြီးတွေနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ထားလိုက်ပါတယ်။ရေတောက်ချင်ရင်တောင်ကယ်ဗင်ဟာတလိษံတကောင်လိုမြေပေါ်မှာတွားရပါတယ်။လူတစ်ယောက်အဖြစ်ရှိတဲ့ဂုံတိတ်ခါအားလုံးကိုသူဆုံးရှုံးသွားခဲ့ပါတယ်။တကယ်လက်စားချေခြင်းဆိုတာခဏတာကျေနပ်မှုရဖို့မဟုတ်ပါဘူး။တစ်ဖက်လူကိုမျောလင့်ချက်မဲ့တဲ့အမှောင်ထဲမှာအဆုံးမရှိရုန်းကန်နေရအောင်လုပ်တာပဲဖြစ်ပါတယ်။ဂျက်ကကယ်ဗင်ကိုသူ့သားကောင်ခံစားခဲ့ရတဲ့အကူအညီမဲ့မှုနဲ့မျောလင့်ချက်မဲ့မှုကိုကိုယ်တိုင်နားလည်လာအောင်လုပ်ချင်ခဲ့ပါတယ်။အားလုံးအစင်သင့်ဖြစ်သွားတဲ့အခါဂျက်ဟာသူ့ရဲ့လောဘကြီးတဲ့လုပ်ဖို့ကိုင်းဖက်ဒေါက်တာအယ်လန်ကိုဆေးရုံမှာငွေလွယ်ရမယ့်အလုပ်ရှိတယ်ဆိုပြီးလက်ခေါ်လိုက်ပါတယ်။ထိတ်တန်းခွဲစိတ်ဆရာဝန်နှစ်ယောက်ရဲ့စွမ်းရည်ပေါင်းစပ်မှုကြောင့်နာရီအနှဲငယ်အတွင်းမှာပဲတားရဲလို့လူတစ်ယောက်ဖြစ်တဲ့ကယ်ဗင်ဟာအမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မေဆေးအာနိသင်ပြဲသွားပြီးနောက်ကယ်ဗင်နိုးလာခဲ့ပါတယ်။သူဟာအလွန်ရှုပ်ထွေးနေတဲ့မျက်နှာထားနဲ့ပတ်ဝန်းကျင်ကိုကြည့်နေခဲ့ပါတယ်။မကြခင်မှာပဲသူ့ခန္ဓာကိုယ်ဟာအကြီးအကျယ်ပြောင်းလဲသွားပြီဆိုတာသတိထားမိသွားပါတယ်။ယောက်ျားတစ်ယောက်ရဲ့ခန္ဓာကိုယ်လက္ခဏာအလုံးပျောက်ကွယ်သွားခဲ့ပြီးသူဟာအမျိုးသမီးတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တာကိုသိလိုက်ရပါတယ်။ဒီအမှန်တရားကိုသိလိုက်ရချိန်မှာကယ်ဗင်ရဲ့စိတ်ပိုင်းဆိုင်ရာဟာလုံးဝပြိုလဲသွားခဲ့ပါတယ်။မျက်စိရှိကအဖြစ်အပျက်ကိုသူလုံးဝလက်မခံနိုင်ခဲ့ပါဘူး။ဒါပေမဲ့ဂျက်ကတော့အေးဆက်တဲ့မျက်နှာထားနဲ့သူ့ရှိမှာရက်နေပြီးခွဲစိတ်မှုအောင်မြင်စွာပြီးဆုံးသွားပြီလို့တည်ငြိမ်စွာပြောပြခဲ့ပါတယ်။ဒါအပြင်ခွဲစိတ်မှုအမျိုးအစားကြောင့်ဒဏ်ရာသက်သာဖို့အတွက်အရွယ်အစားမျိုးရှိတဲ့ delator တွေကိုနေ့တိုင်းအသုံးပြုရမယ်လို့ပါပြောခဲ့ပါတယ်။ကယ်ဗင်ကငိုယိုတောင်းပန်ပြီးဒူးထောက်ကအတနာခံခဲ့ပေမဲ့ဂျက်ကတော့လုံးဝစိတ်မလှုပ်ရှားခဲ့ပါဘူး။ဂျက်ရဲ့အမြင်မှာတော့ကယ်ဗင်အခုခံစားနေရတဲ့ကြောက်ရွံ့မှုနဲ့နာကျင်မှုတွေဟာသူ့သမီးမေရီခံစားခဲ့ရတာရဲ့1000ပုံတစ်ပုံတောင်မရှိသေးပါဘူး။ဒါအပြင်ကယ်ဗင်ရဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ကအခုမှစတင်ရုံသာရှိသေးတယ်လို့ဂျက်ကယုံကြည်နေခဲ့ပါတယ်။အမျိုးသမီးအဖြစ်ပြောင်းလဲပြည့်ုံနဲ့ဂျက်ရဲ့လက်စားချေခြင်းစိတ်မပြေသေးပါဘူး။သူဟာကယ်ဗင်ကိုအရင်ကသူဘသူဆိုတာကိုတောင်မမှတ်မိနိုင်တဲ့အထိပြောင်းလဲပြစ်ချင်ခဲ့ပါတယ်။သူ့ရဲ့ထူးချွန်တဲ့စေပညာဗဟုသုတနဲ့သိပ္ပံပညာစွမ်းရည်ကိုအသုံးပြုပြီးဂျက်ဟာဇီဝအင်ဂျင်နီယာနည်းပညာနဲ့တော်လှန်ရေးဆန်တဲ့အတုအရေပြားတစ်မျိုးကိုတီထွင်နိုင်ခဲ့ပါတယ်။အဲ့ဒီအရေပြားဟာချောမွေ့ပြီးအပြစ်အနာအစကင်းကလူအရေပြားအစစ်နဲ့ခွဲမရလောက်အောင်တူညီပါတယ်။ဒီအရေပြားဟာအပူချိန်ဒီဂရီယာနဲ့ချီတဲ့အခြေအနေကိုတောင်မပျက်စီးပဲခန္ဓာရည်ရှိသလိုပိုးမွားတွေတောင်မကိုက်ကြပါဘူး။တကယ်ကိုပြည့်စုံတဲ့အရေပြားတစ်မျိုးဖြစ်ပါတယ်။အဲ့ဒီနောက်ဂျက်ဟာကယ်ဗင်ရဲ့ခန္ဓာကိုယ်အရေပြားအလုံးကိုအစားထိုးလိုက်ပြီးမျက်နှာကိုလည်းအသေးစိတ်ပြန်လည်ဖန်တီးပေးခဲ့ပါတယ်။ရလက်အနေနဲ့ကယ်ဗင်ရဲ့အရင်ပုံစံနဲ့ပတ်သက်တဲ့အရာအလုံးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့ပိုပြီးအံ့ဩစရာကောင်းတာကဂျက်ဟာကယ်ဗင်ရဲ့မျက်နှာကိုသူ့ရဲ့ကွယ်လွန်သွားတဲ့ဇနီးနဲ့တပုံစံနဲ့တူအောင်ပြန်လည်ဖန်တီးထားတာဖြစ်ပါတယ်။အစကတည်းကဂျက်ရဲ့အစီအစဉ်ဟာလက်စားချေယုံတသက်မဟုတ်ခဲ့တာဖြစ်နိုင်ပါတယ်။သူ့ဘဝမှာအရေးအကြီးဆုံးအမျိုးသမီး2ယောက်ဖြစ်တဲ့ဇနီးနဲ့သမီးဟာသူ့ကိုထာဝရစွန့်ခွာသွားခဲ့ကြပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့စိတ်ခံစားချက်အတွင်းကအလွတ်နေရာကိုဖြည့်ပေးမဲ့အစားထိုးလူတစ်ယောက်ကိုအသေးအတန်လိုအပ်နေခဲ့ပါတယ်။အသွင်ပြောင်းမှုအလုံးပြီးဆုံးသွားတဲ့နောက်ဂျက်ဟာကယ်ဗင်ကို
လီဆာလို့အမျိုးသမီးနာမည်အသစ်ပေးလိုက်ပါတယ်ဒါအပြင်အမျိုးသမီးကိုခန္ဓာပုံစံဖြစ်လာစေမဲ့အထူးဒီဇိုင်းထုတ်ထားတဲ့ဝတ်စုံတွေကိုနေ့တိုင်းဝတ်ခိုင်းခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှကိုခန္ဓာလေ့ကျင့်မှုတွေကြောင့်လီဆာရဲ့ကိုယ်လုံးဟာသဘာဝကျတဲ့အမျိုးသမီးအကွေးကောက်ပုံစံကိုတဖြည်းဖြည်းရရှိလာခဲ့ပါတယ်ကျဲရဲ့ရည်ရွယ်ချက်ကတော့အပြစ်အနာအဆာမရှိတဲ့အမျိုးသမီးတစ်ယောက်ကိုဖန်တီးဖို့ပဲဖြစ်ပါတယ်လီဆာဟာနေ့တိုင်းကြောက်ရွံ့မှုတွေနဲ့အသက်ရှင်နေရပြီးပြောင်းလဲမှုအလုံးကိုမလွဲမသွေခံယူနေရပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့ဒီအကျဉ်းထောင်ကနေထွက်ပြေးဖို့စိတ်ကိုဘယ်တော့မှလက်မလျှော့ခဲ့ပါဘူးတနေ့မှာတော့လီဆာဟာနောက်ဆုံးအနေနဲ့အခွင့်အရေးတစ်ခုကိုဖန်ဆုပ်နိုင်ခဲ့ပါတယ်ဂျက်ကသူမရဲ့ခန္ဓာကိုယ်ပုံဖော်ဝတ်စုံကိုပြင်ဆင်ပေးနေချိန်မှာလီဆာဟာလုံးဝမမျှော်လင့်ထားတဲ့ဂျက်ကိုရုတ်တရက်ဝင်တိုက်ခိုက်လိုက်ပါတယ်မထင်မှတ်ပဲတိုက်ခိုက်ခံလိုက်ရတဲ့ဂျက်ဟာနာကျင်စွာနဲ့ကြမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်လီဆာကချက်ချင်းပဲဂျက်ရဲ့အိတ်ကထဲကတော့ကိုယူလိုက်ပြီးမြေအောက်ခန်းကိုအမြန်ပြေးဆင်းလာအိမ်ချန်ဝင်းရဲ့ဂိတ်ပေါက်စီအရှိန်အဟုန်နဲ့ပြေးသွားခဲ့ပါတယ်ဒီတစ်ခါတော့ဒီအသက်ရှင်နေတဲ့ငရေကနေလွတ်မြောက်ပြီးဘဝတစ်ခုကိုစတင်နိုင်ပြီလို့သူမယုံကြည်ခဲ့ပါတယ်ဒါပေမဲ့ဂျက်ဟာဂိတ်တကားကို Smart Electronic Security System အဖြစ်ပြောင်းလဲထားပြီးသားဖြစ်တာကိုတော့သူမသိခဲ့ပါဘူးကလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ဂိတ်တကားဟာအလိုလျောက်လုံးဝပိတ်သွားခဲ့ပါတယ်သူမဟာစမ်းသက်ခံတဲ့ကကြွက်တကောင်လိုတခြားသူရဲ့ထိန်းချုပ်မှုအောက်မှာတစ်စက္ကန့်တောင်ဆက်မနေချင်တော့ပါဘူးနောက်ဆုံးမှာလမ်းမရှိတော့တဲ့လီဆာဟာကိုတက်တည်မယ်လို့ချက်ကိုချင်းချောက်လိုက်ပါတယ်ချက်တဖြည်းဖြည်းနီးကပ်လာတာကိုမြင်တဲ့အခါလီဆာဟာတစ်တီလီတာတစ်ချောင်းကိုကောက်ကင်လိုက်ပြီးချက်နဲ့အတူတည်ရမယ်လို့ဆုံးဖြတ်ကသူမရဲ့လေပင်သွေးကြောကိုအပြင်းပြင်းနဲ့လှီးချလိုက်ပါတယ်ဒါပေမဲ့သူမမေ့နေခဲ့တာကသူမရှိမှရက်နေတဲ့သူဟာကမ္ဘာအကောင်းဆုံးခွဲစိတ်ဆရာဝန်တွေတဲကတယောက်ဆိုတာပါပဲချက်အတွက်တော့ဒီလိုဒဏ်ရာဟာတင်းငယ်တဲ့ဒဏ်ရာတစ်ခုသာဖြစ်ပါတယ်နာယီအနှဲငယ်ကြာမှာတော့ချက်ရဲ့ထူးချွန်တဲ့ခွဲစိတ်စွမ်းရည်ကြောင့်လီဆာဟာတေမင်းရဲ့လက်ထဲကနေပြန်လဲအသက်ရှင်လာခဲ့ပါတယ်ဒါပေမဲ့ဂျက်ကသူမကိုတနာလို့ကယ်တင်ခဲ့တာမဟုတ်ပါဘူးလီဆာကိုဒီလောက်လွယ်လွယ်နဲ့လွတ်မြောက်သွားခွင့်မပေးချင်လို့ပဲဖြစ်ပါတယ်သူမကိုအသက်ရှင်စေချင်တယ်ထာဝရအသက်ရှင်ပြီးတွေးကြွေးကိုအဆုံးမရှိတဲ့ဝေဒနာတွေနဲ့ပြန်ဆက်စေချင်တယ်အသက်ရှင်ခြင်းပေမဲ့မရှင်နိုင်တဲ့ဝေဒနာတေခြင်းပေမဲ့မတေနိုင်တဲ့နာကျင်မှုကိုတစ်သက်လုံးခံစားစေချင်တာဖြစ်ပါတယ်နောက်ထပ်မထွက်ပြေးနိုင်အောင်ဂျက်ဟာလီဆာကိုအခန်းတစ်ခန်းထဲမှာတောက်ခတ်ထားပြီးပြင်ပကဘာနဲ့အဆက်အသွယ်အားလုံးကိုဖျက်တောက်လိုက်ပါတယ်နေ့တိုင်းအမျိုးသမီးဝတ်အင်ကြီးတွေလက်ဝတ်ရတနာတွေယူလာပေးပြီးသူမရဲ့အမျိုးသမီးအစ်စ်အဖြစ်ရှင်တန်ရမယ့်ဘဝကိုတဖြည်းဖြည်းလက်ခံလာအောင်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့လီဆာအတွက်တော့အဲ့ဒီအရာအလုံးဟာအကြီးမားဆုံးအဆက်ခွဲမှုနဲ့နှိပ်စက်ညှဉ်းပန်းမှုသာဖြစ်ပါတယ်ဂျက်ယူလာတဲ့အဝတ်စားတွေကိုအကြိမ်တိုင်းစုပ်ဖြဲပစ်ပြီးသူမရဲ့ဒေါသနဲ့စန့်ကျင်လိုစိတ်ကိုဖော်ထုတ်ခဲ့ပါတယ်ဂျက်ကအလုတ်သွားရတဲ့အတွက်လီဆာကိုအချိန်ပြည့်မစောင့်ရှောက်နိုင်တာကြောင့်မာရီယာဆိုတဲ့အိမ်ထိန်းမျိုးသမီးကိုငှားရမ်းလိုက်ပါတယ်မာရီယာအလုံးမစခင်မှာဂျက်ကအထူးညွှန်ကြားချက်တစ်ခုပေးခဲ့ပါတယ်နေ့တိုင်းလီဆာရဲ့အစားအစာထဲမှာအိတ်ဆေးနဲ့ estrogen ဟော်မုန်းကိုသတ်မှတ်ထားတဲ့ပမာဏအတိုင်းရောထည့်ပေးရမယ်လို့မှာကြားခဲ့ပါတယ်အထီးကျန်စွာအကျဉ်းချခံထားရတာကြာလာတာနဲ့အမျှလီဆာရဲ့စိတ်အခြေအနေဟာသူမကိုယ်တိုင်တော့မသိလိုက်ပဲတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်အရင်လိုပြင်းပြင်းထန်ထန်မဆန့်ကျင်တော့သလိုသူမရဲ့စိတ်နေစိတ်ထားပါပြောင်းလဲလာပါတယ်တဖြည်းဖြည်းနူးညံ့သိမ်မွေ့ပြီးစကားပြောတဲ့အမျိုးသမီးတစ်ယောက်လိုဖြစ်လာခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှဂျက်ယူလာတဲ့မိတ်ကပ်တွေကိုလည်းမငင်းဆန်တော့ပဲလက်ခံအသုံးပြုလာခဲ့ပါတယ် TV မှာလာတဲ့ယောဂလေ့ကျင့်ခန်းအစီအစဉ်တွေကိုတော့လိုက်လုပ်ပြီးခန္ဓာကိုယ်ပျော့ပြောင်းမှုကိုလေ့ကျင့်လာခဲ့ပါတယ်အပြင်ပန်းအမြင်ရတော့လီဆာဟာသူမရဲ့အမျိုးသမီးဘဝကိုအမှန်တကယ်လက်ခံလိုက်တယ်လို့ထင်ရပါတယ်အရာအလုံးဟာဒီအတိုင်းပဲငြိမ်သက်စွာဆက်လက်ဖြစ်ပျက်သွားမယ်လို့ထင်ရပေမဲ့မမျှော်လင့်ထားတဲ့လူတစ်ယောက်ရောက်လာတာကြောင့်အိမ်ချန်ဝန်းထဲကငြိမ်သက်မှုအလုံးပျက်စီးသွားခဲ့ပါတယ်အဲ့ဒီလူကတော့မာရီယာရဲ့သားပဲဖြစ်ပါတယ်သူတို့သားအမိဟာနှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်နေခဲ့ကြပြီးအဲ့ဒီအချိန်မှာတော့သူဟာလက်နက်ကင်တပြားတိုင်းမှုနဲ့ရဲတွေလိုက်ဖမ်းနေတဲ့တရားခံတစ်ယောက်ဖြစ်နေခဲ့ပါတယ်ထွက်ပြေးစရာနေရာမရှိတော့တဲ့အတွက်သူကမိခင်စီပြန်လာပြီးမျက်ရည်ကျကဘဝအခက်ခဲကြုံနေရကြောင်းလိမ်ညာပြောဆိုခဲ့ပါတယ်ရက်အနှဲငယ်လောက်သာဒီအိမ်ချန်ဝန်းထဲမှာပုံခုတ်ခွင့်ပေးဖို့တောင်းပန်ခဲ့ပါတယ်အစပိုင်းမှာမာရီယာကညှင်းပယ်ခြင်းခဲ့ပေမဲ့နောက်ဆုံးတော့သားအမိတန်ရောစင်ကိုမလွန်ဆန်နိုင်ခဲ့ပါဘူးနူးညံ့သွားတဲ့စိတ်ကြောင့်ဂိတ်တကားကိုဖွင့်ပေးပြီးသူ့သားကိုအိမ်ထဲဝင်ခွင့်ပေးလိုက်ပါတယ်မကြခင်မှာပဲ TV သတင်းထဲမှာသူ့သားရဲ့သတင်းကိုမြင်လိုက်ရပါတယ်သူဟာရဲတွေလိုက်ဖမ်းနေတဲ့အလိုရှိတရားခံဖြစ်ကြောင်းသိလိုက်တဲ့အခါမာရီယာကချက်ချင်းထွက်သွားဖို့ပြောခဲ့ပေမဲ့အဲ့ဒီအချိန်မှာနောက်ကျသွားခဲ့ပါပြီအိမ်ချန်ဝန်းထဲရှောက်သွားနေတဲ့သူ့သားဟာလုံခြုံရေးကင်မရာမော်နီတာတစ်ခုမှာလီဆာကိုမတော်တဆတွေ့သွားခဲ့ပါတယ်လီဆာရဲ့လှပတဲ့ကိုဟန်နဲ့နူးညံ့တဲ့မျက်နှာလေးကိုမြင်လိုက်တာနဲ့သူ့ရဲ့အထံစိတ်ကချက်ချင်းနိုးထလာခဲ့ပါတယ်မာရီယာကတားဖို့ကြိုးစားခဲ့ပေမဲ့သူကမနားထောင်ပါဘူးမာရီယာကိုကလတ်ထိုင်မှာတင်းတင်းချီနှောင်ပြီးပါဇက်ထဲကိုအဝိဆက်ထဲကအတန်မထွက်နိုင်အောင်လှုပ်ထားခဲ့ပါတယ်ပြီးတဲ့နောက်အိမ်တအိမ်လုံးကိုလီဆာကိုရှာဖို့အယူမူလိုက်ရှာပါတော့တယ်အပြင်မှာရုံရင်ဆန်ခတ်ဖြစ်နေတာကိုကြားလိုက်တဲ့လီဆာကဒီလူကိုအသုံးချပြီးဒီအိမ်ကနေလွတ်မြောက်နိုင်မယ်လို့ထင်ခဲ့ပါတယ်ဒါကြောင့်သူမကတမင်အတန်ပေးခေါ်ခဲ့တယ်လို့ဂျက်ကတော့တွေကိုဘယ်မှာထားတယ်ဆိုတာကိုလည်းပြောပြလိုက်ပါတယ်ဒီရွယ်ချက်ကတော့ဒီလူကိုအသုံးချပြီးကိုလွတ်မြောက်အောင်လုပ်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီလူကအခန်းတကားကိုဖွင့်ပေးလိုက်တာနဲ့လီဆာဟာချက်ချင်းရုတ်တရက်ဝင်တိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့နှစ်ပေါင်းများစွာခန္ဓာကိုယ်ပြောင်းလဲမှုအကျဉ်းချခံရမှုနဲ့ estrogen ဟော်မုန်းသုံးစွဲခဲ့ရတာတွေကြောင့်လီဆာဟာအရင်လိုအားမရှိတော့ပါဘူးအချိန်ကယောက်ျားတစ်ယောက်ဖြစ်ခဲ့စဉ်ကလိုခွန်အားမျိုးလဲမကြံတော့ပါဘူးသူမဟာရှေ့မှာရက်နေတဲ့တတ်မှာတဲ့ယောက်ျားကိုလုံးဝမရှင်နိုင်ခဲ့ပါဘူးအဲ့ဒီနောက်အဲ့ဒီလူဟာလီဆာအ
ပေါ်တစ်ချိန်ကလီဆာကယ်ဗင်ကကျက်ရဲ့သမီးမေရီအပေါ်ကျူးလွန်ခဲ့တဲ့အရာကိုအတိအကျပြန်လဲကျူးလွန်ခဲ့ပါတယ်ဒီတစ်ခါတော့တားကောင်ဖြစ်သွားသူကလီဆာကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်သူမဟာအဓမ္မပြုကျင့်ခံရတဲ့သူတစ်ယောက်ရဲ့ကြောက်ရွံ့မှုနာကျင်မှုနဲ့အကူအညီမဲ့မှုကိုကိုယ်တိုင်ခံစားခဲ့ရပါတယ်ကျက်အိမ်ကိုပြန်ရောက်လာတဲ့အခါမာရီယာကိုချီနှောင်ထားတာကိုတွေ့လိုက်ရပါတယ်လုံခြုံရေးကင်မရာမှတ်တမ်းတွေကိုစစ်ကြည့်ပြီးဖြစ်ပျက်ခဲ့သမျှကိုတိလိုက်တာနဲ့ကျက်ဟာဒေါသအမျက်ထိမရတော့ပါဘူးသူကတနက်ကိုထုတ်ပြီးအခန်းထဲကိုပြေးဝင်သွားကမာရီယာရဲ့သားကိုနေရာမှာတင်ပြစ်တက်လိုက်ပါတယ်ဒါပေမဲ့သူ့ကိုတက်ပြီးတဲ့နောက်ချက်ဟာထူးဆန်းတဲ့စိတ်ခံစားချက်တစ်ခုကြောင့်အံ့ဩသွားခဲ့ပါတယ်သူဒေါသထွက်တာဟာတယောက်ယောက်ကသူ့အိမ်ထဲကျူးကျော်ဝင်လာလို့မဟုတ်တလို့သူဖန်တီးထားတဲ့လက်ရာကိုဖျက်ဆီးလိုက်လို့လည်းမဟုတ်ပါဘူးတကယ်တမ်းဒေါသထွက်ရတဲ့အကြောင်းရင်းကတော့လီဆာအဓမ္မပြုကျင့်ခံလိုက်ရတာကိုမြင်လိုက်ရလို့ပဲဖြစ်ပါတယ်အဲ့ဒီအချက်ကကျက်ရဲ့နှလုံးသားကိုအမှန်တကယ်နာကျင်စေခဲ့ပါတယ်ဒီလိုမမျှော်လင့်ထားတဲ့စိတ်ခံစားချက်ကြောင့်ချက်ကိုယ်တိုင်လည်းစိတ်ရှုပ်ထွေးသွားခဲ့ပါတယ်သူဟာလီဆာအပေါ်မထားတဲ့ချစ်ချင်းမြတ်တာမျိုးဖြစ်ပေါ်နေပြီလားဆိုတာကိုတော့တန်တရားဝင်လာပါတော့တယ်အဲ့ဒီနောက်ပိုင်းချက်ဟာသူ့စိတ်ခံစားချက်တွေကိုရှောင်ဖဲဖို့ကြိုးစားခဲ့ပါတယ်နေ့တိုင်းလုံခြုံရေးကင်မရာတွေကနေလီဆာကိုစောင့်ကြည့်နေပြီးတခါတလေသူမရဲ့လှုပ်ရှားမှုအသေးစိတ်တွေကိုပါစုံဆွဲကြည့်နေတတ်ပါတယ်လီဆာကကျက်ရဲ့စိတ်ပြောင်းလဲကိုတတိထားမိလာပြီးသူ့ကိုတဖြည်းဖြည်းချင်းကပ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့နှစ်ယောက်သားအတူနေတဲ့ဆက်ဆံရေးတစ်ခုကိုစတင်ခဲ့ကြပြီးလီဆာကိုအိမ်ချမ်းဝန်းအတွင်းလွတ်လပ်စွာသွားလာခွင့်ပေးခဲ့ပါတယ်ဒါပေမဲ့မာရီယာကတော့လီဆာကိုဘယ်တော့မှအပြည့်အဝမယုံကြည်ခဲ့ပါဘူးဂျက်ကိုလည်းတစ်ချိန်ကရန်သူဖြစ်ခဲ့တဲ့သူကိုမယုံကြည်ဖို့အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်ဂျက်ကတော့သူ့ဆုံးဖြတ်ချက်ကိုယုံကြည်ပြီးမာရီယာရဲ့သတိပေးချက်ကိုအလေးမထားခဲ့ပါဘူးတနေ့မှလီဆာကိုခွဲစိတ်ရမှာကူညီခဲ့မှုတဲ့လုပ်ဖို့ကိုင်ဖက်ရောက်လာပြီးအရင်ကဖြစ်ပျက်ခဲ့တဲ့ခွဲစိတ်မှုအကြောင်းကိုထုတ်ဖော်ပြောဆိုပါတယ်စာရွက်စာတမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါဂျက်တင်ပြထားတဲ့မှတ်တမ်းတွေဟာအတုတွေဖြစ်နေကြောင်းသိလိုက်ရပါတယ်အဲ့ဒီလုပ်ဖို့ကိုင်ဘက်ကဒီအကြောင်းကိုဖော်ထုတ်မယ်ဆိုပြီးဂျက်ကိုဖိအားပေးခဲ့ပေမဲ့ဂျက်ကတနက်ထုတ်ပြီးချင်းချောက်ကပြန်လွှတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာလီဆာကဝင်လာပြီးသူမကိုယ်တိုင်ကဲပင်ဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်သူမဟာဖြစ်ပျက်ခဲ့သမျှကိုကိုယ်တိုင်သဘောတူခဲ့တာလို့ပြောဆိုခဲ့တာကြောင့်လုပ်ဖို့ကိုင်ဘက်ဟာဘာမှမလုပ်နိုင်ပဲပြန်ထွက်သွားခဲ့ပါတယ်ဒါပေမဲ့လီဆာရဲ့အပြုအမူတွေဟာအားလုံးကိုလှည့်စားဖို့အတွက်သာဖြစ်ပါတယ်အဲ့ဒီညမှာလီဆာဟာအခွင့်အရေးကိုအတုံးချပြီးဂျက်ဖွက်ထားတဲ့တနက်ကိုယူလိုက်ပါတယ်လီဆာဟာလွတ်လပ်မှုကိုဘယ်တော့မှလက်မလျှော့ခဲ့သလိုလက်စားချေခြင်းစိတ်ကိုလည်းဘယ်တော့မှမစွန့်လွတ်ခဲ့ပါဘူးနောက်ဆုံးမှာတော့ဖင်ရတဲ့ချက်ကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်တနက်တန်ကြားပြီးမာရီယာအပြေးရောက်လာပေမဲ့ဂျက်ဟာဖင်ရမှုကြောင့်တေဆုံးနေပြီဖြစ်ပါတယ်လီဆာကသူမရဲ့လက်ပွေရာတွေကိုဖျက်ပြီးအဝတ်အစားလဲကအိမ်ချမ်းဝန်းကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်6နှလုံးလုံးပိတ်လောင်ခံထားရတဲ့ငရဲလိုဘဝကနေနောက်ဆုံးမှာတော့သူမလွတ်မြောက်နိုင်ခဲ့ပါတယ်နောက်တနေ့မနက်မှာလီဆာဟာမြို့ငယ်လေးတစ်မြို့ကိုရောက်ရှိလာပါတယ်သူမရဲ့မိခင်ဖွင့်ခဲ့တဲ့အဝတ်ထည်ဆိုင်ကအခုထိရှိနေစေဖြစ်တာကိုတွေ့လိုက်ရပါတယ်ဆိုင်ကဝန်ထမ်းအမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးသူမရဲ့အစ်စ်အမှန်ထောက်ထားတဲ့6နှစ်အတွင်းကြုံတွေ့ခဲ့သမျှကိုပြောပြခဲ့ပါတယ်အစပိုင်းမှာဝန်ထမ်းကမယုံကြည်နိုင်ခဲ့ပေမဲ့ကိုယ်ပိုင်အသေးစိတ်အကြောင်းအရာတချို့ကိုလီဆာပြောပြလိုက်တဲ့အခါမှာအမှန်တရားကိုလက်ခံသွားခဲ့ပါတယ်မဒိန်းကောင်ကိုလိမ်ပြောင်းပေးပေမဲ့ဖင်ရပြီးတနာကြောင်တတိလက်လွတ်နေမိတဲ့ဆရာဝန်ကြီးဟာတေဆုံးခဲ့ရပြီးဒီလိုနဲ့ဇလန်းကအဆုံးသတ်သွားပါတယ်